အောင်လာအဆန်နဲ့ဂီဗာတိုဂါဗာအိုတို့ရဲ့ပွဲကိုထုံးစံတိုင်းပဲနီးစနစ်သုံးသက်ချက်တွေနဲ့အတူကြည့်လိုက်အောင်ပါဂီဗာအိုကဒီပွဲအတွက်တော်တော်လေးမာဆယ်တင်ထားတာကိုတွေ့ရပါတယ်ဒီလိုမျိုးမာဆယ်ထုတင်ထားတာကအာသာချက်လည်းရှိတယ်လို့အားနည်းချက်လည်းရှိပါတယ်အာသာချက်အနေနဲ့ကတော့ဒီသူ့ရဲ့လက်သီးချက်တွေကတော်တော်လေးပါဝါထွက်နေမှာဖြစ်ပေမဲ့အားနည်းချက်ကကြတော့နောက်ပိုင်းအခြေအနေမှာတက်လုံကျလာပါလိမ့်မယ်ဂါဗာအိုကပွဲစားကလေးကအောင်လာအဆန်နဲ့အနီးကပ်အနေထားမှာမနေဘဲနဲ့ကွာဝေးတစ်ခုယူပြီးတော့ကစားနေရကိုတွေ့ရပါတယ်အဓိကကတော့အောင်လာအဆန်ကသူ့ထက်လက်တံပိုးရှည်ပြီးတော့ဒီ reach အသာရနေတာကြောင့်မလို့ close distance မှာမကစားချင်တာပါဒီအနေထားမှာဂါဗာအိုသုံးသွားတဲ့ technique အကြောင်းကိုရှင်းပြပါမယ်ဂါဗာအိုသုံးသွားတဲ့ဒီလက်သီးမျိုးစားက swing လို့ခေါ်တယ်လို့ looping punch လို့လည်းခေါ်ပါတယ်မြန်မာလိုဆိုလို့ရှိရင်တော့တချို့ကရေကူးလက်သီးလို့ခေါ်တတ်ကြပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ရေကူးတဲ့ပုံစံနဲ့ခက်ဆင်ဆင်ဖြစ်နေလို့ပါဂါဗာအိုအနေနဲ့သူ့ထက်ရက်ရှည်ပြီးတော့ reach ပိုတာတဲ့အောင်လာအဆန်ကိုဒီလိုမျိုးလက်သီးမျိုးစားသုံးတာကတော့မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်ဒီနေရာမှာလည်းအောင်လာအဆန်ကိုထိချက်တွေရအောင်ထိုးနိုင်ခဲ့တာကိုတွေ့ရပါတယ်ဘယ်ရောညာရောထိချက်ရတဲ့အတွက်သူ့အနေနဲ့ဒီလက်သီးကအလုပ်ဖြစ်ခဲ့တယ်လို့ပြောရမှာပါဒါကြောင့်မလို့လဲဂါဗာအိုကဒီ looping punch ကိုပဲထပ်သုံးပြီးတော့အောင်လာအဆန်ကိုတိုက်ခိုက်ပြန်ပါတယ်ဒါပေမဲ့ဒီနီးစနစ်ပိုင်းကအာသာချက်ကြီးမားတယ်လို့အားနည်းချက်လည်းတော်တော်လေးများတဲ့နီးစနစ်ပိုင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီလိုမျိုး looping punch ထိုးဖို့အတွက်ဆိုလို့ရှိရင်ခေါင်းကိုငုံပြီးတော့လက်ကိုလွှဲထိုးနေရတဲ့အတွက်ကိုယ့်ထက် reaction ပိုမြန်တဲ့ fighter နဲ့ဆိုလို့ရှိရင်အန္တရာယ်ရှိပါတယ်ဒီ looping punch အမျိုးအစားက counter ဖို့တော်တော်လေးလွယ်တဲ့ technique တစ်ခုဖြစ်ပြီးတော့တော်တော်များများကတော့စက်တိုက်ထိုးလေးမရှိပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်တော့ counter ခံရနိုင်မှာဆိုလို့ surprise အနေနဲ့တစ်ချက်ပဲထိုးလေးရှိတာပါဒီနေရာမှာတော့ဂါဗာအိုကအောင်လာအဆန်စီကိုလမ်းကြောင်းအရှိကြီးပြေးဝင်ပြီးတော့ထိုးနေရသလိုလက်သီးလွှဲအားယူနေရတဲ့အတွက် guts လဲလွတ်နေတာကိုတွေ့ရပါလိမ့်မယ်ဒီချိန်မှာတော့ထုံးစံအတိုင်းပဲရေကူးလက်သီးထိုးဖို့ပြေးဝင်လာတဲ့ဂါဗာအိုကိုအောင်လာကပင့်လက်သီးထိုးပြီးတော့အမောက်သိပ်လိုက်ပါပြီဒါကတော့အောင်လာအဆန်ရဲ့ fight IQ ကောင်းကောင်းနဲ့ဒီဂါဗာအိုရဲ့အားနည်းချက်ကိုချက်ချင်းညှိယူပြီးတော့တုံ့ပြန်နိုင်တဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်ဂါဗာအိုကသူ့အနေနဲ့နောက်ပိုင်းအခြေအနေမှာတက်လုံကျလာမှာကိုသိတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးစောစောစီးစီးအောင်လာအဆန်ကို pressure ပေးပြီးတော့ပွဲဖြတ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဂါဗာအိုကပလန်ပြောင်းပြီးတော့ take down ယူဖို့ကြိုးစားတယ်အောင်လာအဆန်ကလည်း sprawl လုပ်ပြီးတော့တန်စကာကိုအားဖြူပြီး defense လုပ်ဖို့ကြိုးစားနေတာတွေ့ရပါတယ်ဂါဗာအိုကအောင်လာအဆန်ကို underhook အနေထားယူပြီးတော့ဆွဲလက်ဖို့ကြိုးစားနေပါတယ်ဒီညမှာဆိုရင်အောင်လာရဲ့ညာဘက်လက်က lock အလုပ်မခံရဘဲနဲ့လွတ်နေတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့လဲဂါဗာအိုအနေနဲ့အနီးကပ်တောင်နဲ့ရိုက်ခံလိုက်ရပါတယ်ဂါဗာအိုအနေနဲ့လက်ချောက်ကိုချိတ်ပြီးတော့ Gary technique တစ်မျိုးနဲ့ဆွဲလဲခြင်းပေမဲ့လည်းဒီအောင်လာအဆန်ခြေထောက်က Kitch နိုင်ရန်နဲ့ကတ်နေတာကြောင့်မလို့ဒါလည်းဆင်မပြေပြန်ပါဘူးအောင်လာက clinch hold အနေထားကနေပြန်ခွာတဲ့အချိန်မှာဒူးနဲ့တိုက်တယ်တောင်နဲ့ရိုက်တယ်ဒါကြောင့်မလို့ဂါဗာအိုအနေနဲ့လဲကျသွားပါတယ်အဲ့ဒီနောက်မှာတော့ side control အနေထားကနေ ground and pound နဲ့စက်တိုက်ထုပါတယ်ဂါဗာအိုအနေနဲ့လည်းပြန်ပြီးတော့တုံ့ပြန်နိုင်ဆိုတာမရှိတော့ပါဘူးဒိုင်လူကြီး Hafton ကတော့အနီးကစောင့်ကြည့်နေပေမဲ့ဂါဗာအိုက response မလာတော့တာကြောင့်ပွဲရက်လိုက်ပါပြီတားလိုက်ပါပြီအောင်လာကသူနိုင်သွားပေမဲ့အောင်ပွဲမခံဘဲနဲ့ဒီတိုင်းပဲဂါဗာအိုကိုလေးစားတဲ့အနေနဲ့တောင်းပန်တဲ့မူရပြုလုပ်နေအောင်တွေ့ရပါတယ်ဒီနေရာလေးကတော့ဒီဂါဗာအိုကတူညီတဲ့နီးစနစ်ကိုပဲထပ်ခါသုံးသွားတဲ့အတွက်အောင်လာအဆန်ကလွယ်တကူကောင်တာသွားတာဖြစ်ပါတယ်ကျွန်တော်ကတော့တပွဲလုံးမှာဒီအခိုက်အတန့်လေးကိုကြိုက်ဆုံးဖြစ်ပါတယ်အောင်လာအနေနဲ့ပွဲရက်ဖို့အတွက်ဒိုင်လူကြီးကိုပြောနေတဲ့နေရာလေးပါပွဲရက်ခိုင်းတာကသူနိုင်ခြင်းလို့မဟုတ်ဘဲနဲ့ဂါဗာအိုကိုဒီထက်ပိုပြီးတော့အထိမနာစေခြင်းလို့ဖြစ်ပါတယ်တကယ်ကိုကောင်းတဲ့စိတ်ဓာတ်လေးဖြစ်လို့တော်တော်လေးကြည်နူးစရာလည်းကောင်းပါတယ်ကျွန်တော်အနေနဲ့လည်းရှေ့မှာသုံးသက်ချက်ဗီဒီယိုတွေအများကြီးလုပ်ပေးခဲ့ဘူးပေမဲ့အောင်လာအဆန်ရဲ့ပွဲကိုတော့တစ်ခါမှလုပ်မပေးခဲ့ဘူးပါဘူးဒီဗီဒီယိုကပထမဦးဆုံးချိန်အောင်လာရဲ့ပွဲကိုနီးစနစ်ပိုင်းသုံးသက်ချက်လုပ်ပေးတာဖြစ်ပါတယ် brother တို့အနေနဲ့လည်းအောင်လာရဲ့ပွဲခေါင်းတွေကကြည့်ချင်တဲ့ဗီဒီယိုရှိရင် comment မှာရေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်